ဤရုပ်ပွားတော်မြတ်သည်ငါဖျားပြိဋိနိဗ္ဗာန်ပြုပြီးနောက်နှစ်ပေါင်း9000တိုင်အောင်တည်တံ့လိမ့်မည်ဟုမိန့်ကြားတော်မူခဲ့ပါသည်ထို့နောက်ဂေါတမမြတ်ဗုဒ္ဓသည်သူ၏တာဝကတပည့်ယဟန်တော်များနှင့်အတူတန်တွဲဘက်သို့ကောင်းငင်ခရီးဖြင့်ကြွချီတော်မူခဲ့လေသည်ယင်းအချိန်တွင်သန္တာတူရိယဘုရင်မင်းမြတ်သည်သူ၏မူးမတ်သေနာပတိတို့နှင့်အတူအကြောင်းကိစ္စတို့ကိုတိုင်ပင်ပြီးနောက်မြတ်ဗုဒ္ဓ၏စစ်မှန်သောရုပ်ထုတော်အားကိုးကွယ်စည်းကပ်ပြီးပွဲလန်းတပင်များကျင်းပခဲ့လေသည်ရုပ်ထုတော်၏ထူးခြားချက်များမှာရောင်ကြီးတော်6သွယ်ထွက်ရှိလေသည်ယိုသေးကိုင်းဆိုင်သူများမှာအနိကဖူးမြော်သောအခါရောင်ကြီးတော်များထွက်ရှိပြီးအယုံကြည်မရှိသူများဖူးမြော်သောအခါရောင်ကြီးတော်များမှေးမိန်သွားရှိလေသည်ဟုအဆိုရှိခဲ့လေသည်တက္ကရာ1146ခုနှစ်ခရစ်နှစ်1984ခုနှစ်တွင်မြန်မာဘုရင်ဘိုးတော်ဖျားပဒုံမင်းသည်ရခိုင်ပြည်ကိုသိမ်းပိုက်လေသည်ထို့နောက်မဟာမြတ်မုနီရုပ်ရှင်တော်များအားမန္တလေးသို့ပင့်ဆောင်တည်ယူရန်တားတော်အင်ရှိဥပရာဇအားဒညဝရီရခိုင်ပြည်သို့ဆေလွတ်ခဲ့သည်တက္ကရာ1146ခုနှစ်တဘိုရဲလတွင်မြို့ဟောင်းမှတောင်ကုန်းအထိရေချောင်းဖြင့်ဖောင်ဖွဲ့ပြီးပင့်ဆောင်လာခဲ့ပါတယ်တောင်ကုန်းမှတဖန်ကုန်းချောင်းခရီးဖြင့်ဆက်ရထားစီရင်ပြီးဥယျာဉ်ပုံကျောင်းမှရိုးမကိုခဲရင်ပင်ပန်းစွာဖြတ်ကျော်ခဲ့ရာပြည်တစ်ဖက်ကမ်းပတောင်းမျိုးသို့ချောမောစွာဆက်ရောက်လာခဲ့ပါတယ်